ကျွန်တော်တို့ဒီနေ့ရောက်လာတဲ့လူအားလုံးကိုနောက်ဆုံးပြောချင်တာတော့အရင်ကျေးဇူးတင်ပါတယ်အခြေအနေခက်ခဲအမျိုးမျိုးကြောင့်ချို့မိသားစုဆွေမျိုးတွေကလာခြင်းပေးမဲ့လဲပေါ့နော်မရောက်လာတဲ့လူတွေလည်းရှိပါတယ်သူတို့လည်းကျွန်တော်ဒီအားနေပဲလှမ်းပြီးတော့ကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်နောက်ထပ်ကျေးဇူးတင်ချင်တယ်ကတော့ဒီကကျွန်တော်အမျိုးသမီးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နှစ်ယောက်ကပြောလို့ရှိရင်တော့ဟာပေါ့နော် engagement စစ်ဆက်ပွဲလုပ်ခဲ့တယ်ပြီးတော့လက်မှတ်ထိုးပွဲလုပ်ခဲ့တယ်ပြီးတော့နိုင်ငံခြားမှာ photo shoot pre wedding photo shoot လုပ်ခဲ့တယ်ပြီးတော့ဒီနေ့အခုဒီပွဲလေးကျွန်တော်တို့ဖြစ်မြောက်အောင်လုပ်ခဲ့ပေါ့နော်ဒီပွဲအားလုံးကျွန်တော်တို့နှစ်ယောက်အတူမရှိဘူးဆိုရင်လည်းအဝေးကနေလှမ်းပြီးတော့တိုင်ပင်ပြီးတော့ကိုယ့်အစွမ်းစားနဲ့ပူပေါင်းပြီးတော့လုပ်ခဲ့တဲ့ပွဲတွေပေါ့နော်အဲတော့အခြေအနေကလည်းခုညီမဲ့လူတွေကလည်းမရှိကြဘူးပေါ့ဘာလို့လဲဆိုတော့တငယ်ချင်းညီကောင်မောင်မတွေကလည်းအဝေးရောက်နေကြတယ်ကျွန်တော်ရောသူရောပေါ့နော်ကျွန်တော်နှစ်ယောက်ကလည်းတစ်ခါလီရှိရတစ်ခါလီမရှိဘူးမရှိတဲ့အချိန်ကလည်းပုံများနေတဲ့အချိန်တစ်ခုမှအဝေးကနေလှမ်းပြီးတော့ပဲကျွန်တော်တို့အစွမ်းစားနဲ့ကိုတူကိုထပုံစံမျိုးလုပ်ခဲ့ရတယ်ဒီပွဲအားလုံးအဲတော့သူရဲ့စူးစမ်းအားထုတ်မှုလည်းအများကြီးပါတယ်အမှန်တမ်းပြောလို့ရှိရင်တော့ကျွန်တော်ကပွဲတွေကိုအဲ့တော့လုပ်ရတာဝါသနာမပါဘူးဒါပေမဲ့လည်းကျွန်တော်တို့နှစ်ယောက်လုံးဖြစ်မြောက်အောင်လုပ်ခဲ့တာပေါ့နော်ပြီးတော့ကျွန်တော်ဘေးနားမှာအလုပ်တွေများရဲ့သားနဲ့ကျွန်တော်အလုပ်တွေရောကျွန်တော်အဝေးရောက်နေချိန်မှာကျွန်တော်အလုပ်တွေရောပြီးတစ်ဖက်တစ်လမ်းကနေလည်းဒီပွဲတွေကိုရအောင်ပေါ့နော်စွမ်းစားရှိသလောက်နဲ့ရအောင်ဖန်တီးပေးခဲ့ပြီးတော့စိုးတူကောင်းသူဘေးနားမှာအများကြီးရှိပေးခဲ့တယ်ကျေးဇူးတင်ဒီနေ့ပွဲလေးကလည်းအကြီးကျယ် formal လောက်တာပုံစံမျိုးမဟုတ်ကျွန်တော်မိသားစုတွေတကယ်ချင်းနေရင်းနှီးတဲ့လူတွေလောက်ပဲထိပ်ပြီးတော့ဒါနည်းနည်းထွေးထွေးဖြစ်တဲ့ပွဲလေးတစ်ခုပါအဲ့အတွက်formal လည်းမကြတဲ့အတွက်ဒါပေမဲ့ရင်းနှီးခင်ခင်မင်းမင်းစကားပြောပြီးတော့ကျွန်တော်ရင်းနှီးရဲ့မိတ်ဆွေပေါင်းတင်ကြီးကိုတကယ်ညီကောင်မောင်နှမတကယ်ချင်းမိသားစုညစာစုံကြီးညစာစားပွဲတစ်ပွဲလေးလို့အဲ့တော့ပေါ့ပါပဲနေကြပါပြောချင်တာတော့ enjoy ဖြစ်ပေါ့ enjoy လုပ်ပြီးတော့ခင်မင်းဖြစ်ရင်ရပါပြီအဲ့လိုပြီးတော့နောက်ဆုံးကျွန်တော်ကျေးဇူးတင်စကားပြောချင်တာကတော့ဒီနေ့ပွဲလေးအတွက်အဖက်ဖက်ကနေဘောနော်ဖြစ်မြောက်အောင်လူလူသိမ်းမရှိအောင်စီစဉ်ပေးတဲ့ဒီ Serenic Wedding Planning အဖွဲ့ကိုလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့ကအဝေးကနေဒီနေရာကိုလူကိုယ်တိုင်လည်းမမြင်ရဘူးအဝေးကနေပဲလှမ်းလို့ရဆိုတော့ပူပင်တဲ့အရာတွေရှိတယ်မသိတဲ့အရာတွေလည်းရှိရပေါ့နော်အဲ့တော့ဒီဟာတွေကိုတော့လိုလိုသိမ်းမရှိအောင်အသေးစိတ်ကအစသူတို့အဆင်ပြေအောင်လုပ်ပေးသွားနိုင်တယ်နောက်ပြီးတော့ကျွန်တော်တို့လိုချင်တဲ့ပုံစံလည်းစိတ်ရှိရှိနဲ့စီစဉ်ပေးသွားနိုင်တယ်အားလုံးလည်းအဆင်ပြေပါတယ်အဲ့အတွက်လည်းဒီနေ့ပွဲကို planning လုပ်တဲ့အဖွဲ့ကိုလည်းကျေးဇူးတင်ပါတယ်